ညီကိုရလုံးပဲမင်္ဂလာပါမနေ့ကဒါညီကိုတွေစီမီခဲ့ကြမယ်ထင်နေပြတာကျွန်တော်မနေ့ကမန်စီးတီ9ရောက်လေးဒါကျွန်တော်ရွေးပြီးခဲ့တယ်ညီကိုတို့ရလိုက်ကြမယ်ထင်ပါတယ်ဒါ channel လေးကိုဝင်ထားတဲ့ညီကိုတွေဆိုဒါပို့ပြီးတော့အဆင်ပြေခဲ့မယ်ထင်နေပြကျွန်တော် channel လေးမှာဆိုမနေ့ကမောင်းကတ်တွေလည်းပေါက်သလိုကျွန်တော်ပေးရတာပွဲတွေဖြစ်တဲ့ဒါဘိုင်ယန်မန်စီးတီဒါရလိုက်ကြမယ်ထင်တယ်မောင်းနေလည်းပေါက်တယ်ဆိုတော့ဒါ channel လေးကိုဝင်ထားတဲ့ညီကိုတွေကတော်တော်လေးအဆင်ပြေသွားမယ်ထင်နေပြညီကိုအနေနဲ့ဒါ channel လေးကိုမ join ရသေးဘူးဆိုရင်ဒါကျွန်တော်ရဲ့ TikTok bio link မှာဒါကျွန်တော် channel link လေးချပေးထားအဲ့ဒါလေးကိုနှိပ်ပြီးတော့ channel လေးကိုတစ်ချက်လောက် join ပေးထားဖို့ပြောချင်ပါတယ်ဗျကဲဒီနေ့မှာဒါမနေ့ကလိုပဲပွဲကောင်းတစ်ပွဲကိုဒါကျွန်တော်ထပ်ပြီးတော့သုံးသပ်ပေးချင်ပါတယ်ဒီပွဲစဉ်ကောင်ဒါရိုမာအသင်းနဲ့ကက်ကလီယာလီအသင်းတို့ရဲ့ဒါပွဲစဉ်တွေပဲဖြစ်တယ်ဗျဒီပွဲစဉ်ကောင်ဒီနေ့ည2:15မှာဒါရိုမာအသင်းရဲ့အိမ်ပွဲမှာတွားရောက်ရှင်မြင်ကစားကြမှာဖြစ်တယ်ထဲတွဲဆုံမှုတွေကိုကြည့်မယ်ဆိုရင်တော့ဒါရိုမာကပဲတာသေးရထားတယ်ကျွန်တော်နောက်ဆုံး5ချိန်ကိုဒါအကြမ်းမြင့်ခြုံကြည့်မယ်ဆိုရိုမာက3ချိန်တိုင်း1ချိန်သေးရေကက်ကလီယာလီကဒါ1ချိန်တိုင်းဆိုရဲဒါရလည်းမျိုးထွက်ထားတယ်ပေါ့နော်ဆိုတော့ကက်ကလီယာလီနိုင်ထားတဲ့ချိန်ကဒါပထမကြော့တွဲဆုံမှုတော့ဖြစ်တယ်အခုရိုမာရဲ့အိမ်ကွင်းမှာရိုမာတို့လက်တော့ပြန်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဗျကဲရိုမာရဲ့ဒါနောက်ဆုံးကစားခဲ့တဲ့5ပွဲကိုကြည့်မယ်ဆိုရင်တော့ဒါ2ပွဲနိုင်2ပွဲသေးတပွဲရှုံးဆိုတော့ရလည်းမျိုးပိုင်ဆိုင်ထားပြီးတော့ကက်ကလီယာလီတင်းကတော့ဒါ3ပွဲနိုင်တပွဲသေးတပွဲရှုံးဆိုတော့ရလည်းမျိုးပိုင်ဆိုင်ထားတယ်ဗျကက်ကလီယာလီနိုင်ထားတဲ့ဒါ3ပွဲကနောက်ဆုံး3ပွဲသက်တိုက်နိုင်ထားတာဖြစ်ပြီးတော့ဒီလိုပွဲတွေနေမှာဒါဂျူဗင်တက်ကိုတောင်မှနိုင်ထားတယ်ဆိုတော့တော်တော်လေးကောင်းလာတယ်လို့ပြောလို့ရဗျဒါပေမဲ့လေဒီရလက်တွေကဒါအိမ်ကွင်းမှာသူနိုင်ထားတယ်ဖြစ်တယ်ဗျဒါဂျူဗင်တက်ကိုဆိုရင်ဒါသူ့ရဲ့အိမ်ကွင်းမှာနိုင်ထားတာဖြစ်တယ်ဝေကွင်းမှာဆိုရင်တော့ကက်ကလီယာလီကိုတိတ်ပြီးတော့ဒါကျွန်တော်သဘောမကျဘူးဒီဘက်ကရိုမာကတော့ဒီနေ့ပွဲနိုင်ခဲ့မယ်ဆိုရင်ဒါအဆင့်၄နေရာဂျူဗင်တက်နဲ့ရမတူပြီးဥရောပဝင်ခွင့်ဒါချန်ပီယံလိဝင်ခွင့်တနေရာအတွက်သူတို့မျှော်လင့်ချက်ရှိသွားမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာဒါရိုမာတို့အိမ်ကွင်းမှာမဖြစ်မနေနိုင်ပွဲတစ်ပွဲရယူသွားမယ်လို့ကျွန်တော်မြင်တယ်ဗျ။ဒီပွဲမှာရိုမာကတလုံး10ပြားရှုံး9ပေါင်းကြီးဒါနှလုံး55ပြားရှုံးဆိုတဲ့ကြီးတဲ့မျိုးပေးထားတယ်။ဒီလိုကြီးတဲ့အရာကက်ကလီယာဒီဂိုးမရတော့ဘူးလို့ကျွန်တော်မြင်မိရဗျ။ရိုမာတလုံးပြတ်မလားနှလုံးပြတ်မလားကျွန်တော်တို့ဒါကိုပဲစောင့်ကြည့်ရမှာဖြစ်တယ်။ဒါကြောင့်အိမ်ကွင်းမှာဒါရိုမာတို့ကက်ကလီယာဒီကိုအပြတ်သိပ်သွားမယ်လို့ကျွန်တော်မြင်မိရကြောင်းဒီနေ့ပွဲကိုဒါကျွန်တော်ရိုမာဘော်ဒီလေးကိုပဲရွေးချယ်ပေးလိုက်ပါတယ်။ညီကိုတွေအားလုံးပဲအဆင်ပြေကြပါစေ။နောက်ရက်တွေကြာရင်လည်းဒါကျွန်တော်တပွဲကောင်းဗီဒီယိုလေးတင်ပေးသွားမှာဖြစ်လို့ဒါကျွန်တော်ရဲ့အကောင့်လေး follow မလုပ်ရသေးရင်ညီကိုလေး follow လေးလုပ်ပေးထားဖို့ပြောချင်ပါတယ်ဗျ။ညီကိုတွေအားလုံးပဲပိုင်မှာနောက်ရက်တွေမှာပြန်ဆုံကြပါမယ်ဗျ။